ရာဇာကြီးစစ်တပ်ကပြန်ဖမ်းခံရမှာမကြောက်ဘူးလားတဲ့ဘာကြောက်စရာရှိလို့လုံးဗျပြန်ဖမ်းခံရတော့ဘာဖြစ်လဲဟုတ်လားထောင်ချကြံသေးရင်ချပလိုက်ပြန်တောင်းထမ်းဆောင်ဆိုလည်းပြန်တောင်းထမ်းဆောင်ပေါ့ဘာဖြစ်လဲဟုတ်တော့မလားကျုပ်စထွက်လာကြရတဲ့တမတော်ကိုကျုပ်ကပုံကန်ပြီးတော့ပြန်တိုက်ချင်လို့ကျုပ်ကထွက်လာတာမဟုတ်ဘူးဟုတ်လားတရှင်းချင်းပြောရင်တမတော်တွေကတယောက်တည်းထွက်သွားကြတဲ့အတိုင်းဘာလက်နဲ့ဘာခင်းရမှလည်းမပါဘူးဗျာဟုတ်လားအဝိတ္တခဲကိုတစ်ခုနဲ့ပဲကျွန်တော်ထွက်သွားတဲ့ကောင်အဲ့အတွက်ကျွန်တော်ကဘာမှလည်းမကြောက်ဘူးပြောချင်တာဟာလို့ထွက်သွားတယ်ဆိုတဲ့အကြောင်းရင်းကတော့ကိုနေခဲ့တဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကပျော်မကောင်းတော့ဘလို့တွေပျော်မကောင်းတော့လုံးဆိုတော့ကိုချင်းချင်းတွေပေါ်မှာသစ္စာမရှိတော့ကိုချစ်ပါတယ်ဆိုတဲ့ဆရာတွေကလည်းကိုယ့်ပေါ်မှာသစ္စာမရှိတော့ဘူးကိုနဲ့တူလက်သွဲခဲ့တဲ့ကိုတငယ်ချင်းတွေရပါစကိုယ့်ပေါ်မှာလုံးဝသစ္စာမရှိတော့ဘာတွေကိုသစ္စာမရှိကြတော့ကိုထက်သားမနာလိုတဲ့ဟာတွေဟုတ်လားအများကြီးပေါ့ကိုချင်းချင်းမှာကျွန်တော်လည်းစစ်တပ်ထဲမှာလည်းခင်ဗျားတို့အပြင်ကလူတွေရတာမသိနိုင်မယ်စစ်တပ်ထဲမှာလည်းစစ်တပ်ရဲ့အုပ်ချုပ်မှုတွေအုပ်ချုပ်မှုရေးဆိုင်ရာတွေကတားဆိုးတယ်တားဟွာပေါ့ဘယ်လိုပြောအောင်သူပြဿနာနဲ့သူရှုပ်နေတယ်စစ်တပ်ထဲမှာလည်းကျွန်တော်တို့ကြတော့အဲ့လိုမျိုးရင်ကိုကလေးအတိုင်းတိတ်ပြီးတော့မနေတတ်ဘူးခေါင်းထဲမှာအဲ့လိုမျိုးတွေမထည့်ထားတတ်ဘူးကိုယ်ကပြောနေမယ်အတိုက်ဆိုတိုက်မယ်ချဆိုချလိုက်မယ်ဟဲ့လားပြောဆိုပြောပလိုက်မယ်ဒါမျိုးကိုယ်တွေကသွားတဲ့ကောင်တွေဒီလိုက်မယ်သွားတဲ့ကောင်တွေဆိုတော့ဒီစိတ်ညစ်မှုဒဏ်နေပါလေဆိုရင်ကျွန်တော်တို့ကမခံနိုင်ဘူးစိတ်ညစ်ရတဲ့အထက်ကိုယ်နဲ့ပေါင်းသင်းနေထိုင်နေတဲ့ကိုယ်ထက်အထက်လူကြီးတွေကိုယ်နဲ့လုပ်ဖို့ကင်ဘက်တွေမှာစားကိုယ်ပေါ်သစ္စာမရှိကြတော့ဘူးပေါင်းသင်းဆက်ဆံနေထိုင်ရတာတွေကလုံးဝအဆင်မပြေရတဲ့ကြာတော့ဒီလိုကြောက်ရထွက်သွားလိုက်ပြီ